မြင့်တန်ကြားပြည်တန်များရှင်ဝင်းဝင်တို့ရဆရာတော်ဖျားကြီးဟာတက်တော်ကြီးရင်ပြီးကျမ်းမာကြီးကလည်းချွေရင်းလာပြီမို့ကိုရင်သားမင်းငယ်လေးများကိုမိမိတို့နဲ့တင့်တော်ရနေရာဒေသသို့ပြောင်းရွှေ့နိုင်ကြကြောင်းခွင့်ပြုချက်ပေးတဲ့အချိန်မှာတော့ကိုရင်ဝိမလာလေးဟာသူ့ရဲ့အမဖြစ်သူသီလရှင်မသုစာရီကိုပြင်းမြင်လိုက်နေပါတယ်သီလရှင်မသုစာရီဟာအမရပူရမြို့မင်္ဂလာကျောင်းတိုက်ကြီးမှာစာသင်နေသူဖြစ်ပါတယ်။ဒီနေ့တခါရွာကိုပြန်လာလေတိုင်းမသုစာရီကအမရပူရမှာအဘိဓမ္မာညဝါကိုကောင်းစွာသင်ကြားပို့ချပေးနိုင်တဲ့ဆရာကြီးတူရှိကြောင်းလာရောက်သင်ယူစီလိုကြောင်းပြောလိရှိတာကိုပြန်လည်ကြားရောက်မိပြီးအမရပူရကိုသွားဖို့စိတ်ဆုံးဖြတ်လိုက်ပါတော့တယ်။အဲ့ဒီအကြောင်းများနဲ့ပတ်သက်ပြီးဆရာတော်ဗရဏသုံးတော်မှအခုလိုမိန့်ကြားတော်မူခဲ့ပါတယ်ရှင်။ဝင်းဝိမလာမရပူရရှင်မြို့တော်ကိုတွားရောက်ပြီးပညာသင်ကြားရန်မိဘများထံမှခွင့်ပန်ပါတယ်။ဒါပေမဲ့မိဘတွေကကိုယ်ငယ်ပါသေးတယ်နောက်တော့တွားတာပေါ့ဆိုတာနဲ့မိမိစန္ဒကိုမြို့သိပြီးစောင့်ဆိုင်ခဲ့ရပါတယ်။ဒီလိုနဲ့လှကြတဲ့အခါထမှန်ခွင့်ပန်တော့လဲမိဘတွေကရှင်းဒီအတိုင်းပို့ပေးတာပေါ့တွားတာပေါ့နဲ့တားမြစ်တာကြောင့်မတွားဖြစ်ပဲနေခဲ့ရပါတယ်။ဘိုးကြီးပြောပါလား။ဘာမှမလုပ်ရလဲ။တခါင်းနဲ့တခါမကြီးကိုရင်အမှန်တော့စားသားတင်ခြင်းနဲ့ခွင့်ပြုပါနော်ကိုလေးငယ်ပါပြီဟုတ်ကဲ့ကိုရင်ကောင်းရတဲ့ငယ်ပါပြီခုမှ7နှစ်ပဲရှိသေးတာကိုနောက်တော့တကယ်တော့လိုက်ပုံမှာပေါ့ဒီလိုနဲ့ပဲကိုရင်ကခွင့်ပန်လိုက်ဒါကြီးဒကမာကြီးကအရှင်းဆွဲလိုက်နဲ့တော်တော်နဲ့ပဲမသွားဖြစ်ခဲ့ပါဘူးဒကာကြီးထက်ဒကမာကြီးကအခွဲနိုင်မခွာရဲ့ဖြစ်နေတော့တာပဲဝင်ဝိမလာကတော့ညညမဆိုင်ပဲဆက်ရှင်းလည်းငင်းပဲသွားလို့စိတ်ကစိုးမိုးနေတော့တာပဲလို့ဆိုရင်မလေးမှရှိတဲ့ဦးတို့ဦးလေးဖုန်းကြီးနဲ့သွားဖို့စီစဉ်ပြီးကြပြီ။ကိုရင်ဝါရမကလည်းအခြားတနေရာကိုသွားမှာလေ။အမှသာဘာတစ်ခုမှရေးရမရှိဒီလိုနဲ့ပဲရက်တွေကြာလာခဲ့ပြီးမိဘအများဘက်ကလည်းဘာမှမထူးခြားခဲ့ဘူး။ဓမ္မသီလရှင်ကိုမျှော်ပြန်တော့လဲပေါ်မလာတာကြောင့်နောက်ဆုံးမှာတော့ကိုဦးမလာဟာတပါးတည်းပဲမရဗုဒ္ဓခီးတို့ထွက်ခွာလာခဲ့ပါတယ်။ကိုဦးမလာဟာသွားကျင်တဲ့အာသာဆန္ဒတွန်ကဲလို့ဆိုတာထွက်ခွာလာခဲ့ရတယ်အဝိခရီးကိုတခါမှမသွားဘူးသေးတော့စိုးရင်စိတ်ကတော့ရှိနေတာပေါ့ဒါပေမဲ့စာသင်ခြင်းနဲ့စိတ်ဆန္ဒဇောအဟုန်ပြင်းပြထက်သန်နေတာကြောင့်တုံးနေကြတပိတ်ကိုလွယ်ပြီးအမရဗုဒ္ဓခရီးကိုတပါးတည်းစွန့်စွာထွက်ခဲ့ပါတယ်ဝေဦးမလာဟာလမ်းကြီးတစ်လျှောက်မင်းမြန်းစုံစမ်းပြီးရိုးကိုဖြတ်လက်ကွင်းတွေကိုတပွင်းပြီးတပွင်းကျော်လို့6လမ်းလာခဲ့တာလင်းမှန်ခံဝေးတဲ့အမရဗုဒ္ဓကိုဆိုက်ဆိုက်မြိုက်မြိုက်ချောချောမောမောရောက်ရှိလာခဲ့ပါတယ်အမရဗုဒ္ဓရောက်ပြန်တော့လဲဟိုမေးဒီမေးနဲ့ငလာကျောင်းတိုက်ရောက်ဖို့အရေးထပ်မံစုံစမ်းရပါသေးတယ်ငါတိုက်ဘယ်သွားရလားငါတဲ့ဒီတက်တဲ့သွားပြီဘယ်တဲ့တိုင်းကိုရောက်ရင်တက်တဲ့လျှောက်လိုက်ရောက်ပါအဲ့ဒါလားမင်္ဂလာကျောင်းတိုက်ရောက်လို့အမသီလရှင်မသုစာရီနဲ့တွေ့မှပဲဝင်ဝိမလာခမညာလန်ကီတစ်လျှောက်ပင်မသမျှပြေပြောက်လို့မမြောက်ခဲ့ရပါတော့တယ်ကြွလာလားကျော်တော်ကြီးကခွန်မြူနဲ့ညဝတင်ကိုရောက်လာခဲ့တာကောင်းပါလေဗျာဒါနဲ့မိဘတွေရောသိပေးခဲ့ရတယ်သိပေးပါလေဒါမှချိန်သွင်းကြတာနဲ့ဘာလည်းပဲခမ်းမြန်ကြောက်ခဲ့တာပါရှိရလေကိုင်းအေးလေဒီရလာမှာကိုင်းလက်ညဝတင်ကိုခွန်ရရတာပေါ့ကဲဆရာတော်ရိုက်မှတော့ဆက်
လို့စီးလာတပါးရဲ့ထွက်လာတာပါဗျာဆရာတော်ဘုရားဓမ္မနဲ့အပ်ပါတယ်ဒီမင်္ဂလာတိုင်းမှာလည်းနေနေပါဆရာပါတယ်ဗျာ အေးကောင်းပြီအဲ့လိုဆိုကိုရင်ရဲ့ဘွဲမိဘယ်လိုခေါ်ပါလဲ ဘုန်းကြီးလာပါဗျာ အေးကောင်းပြီမကူတဲ့ကြောင့်မှသွားနေပြီတော့ ရောက်ရင်းမြင်တန်ကြားပြည်သက်များရှင်ကိုရင်ဝိမလာဖို့မင်္ဂလာကျောင်းတိုင်းမှာနေထိုင်ခွင့်ရရှိလိုက်တာဟာအင်တန်မှခဲတောင်ခဲရင်ဒုံလဘရခြင်းတစ်မျိုးပဲဖြစ်ပါတယ်အဲ့ဒီအချိန်ခါမရပူရတောင်မြို့ဟာညဝါမှအကျော်မော်ဖြစ်တာကြောင့်မြမပြည်နှံပြားထက်အောင်ရတကားနေတကားမှတန်ဃာတော်ရှင်သူများများရောက်ရှိပြီးညဝါလာဆိုလေရှိကြပါတယ်မင်္ဂလာကျောင်းတိုင်းမှာလည်းတန်ဃာတော်တွေများပြားဖြစ်ကြပြီးနေစရာနေရာအခက်အခဲဖြစ်နေခဲ့ပါတယ်အဲ့ဒီကြားတွေကမှကိုရင်ဝိမလနေထိုင်ခွင့်ရရှိလိုက်တာဟာအလွန်ကိုရှားပါးထူးခဲ့တဲ့ခွင့်ရတစ်ခုကိုရရှိလိုက်ခြင်းဖြစ်ပါတယ်ရှင်။ အာနာလေအာသာတိဘုံတော် ဧကသတ္တလိတံ ဧကသတ္တလိတံ 30တလုံးအတိုင်းအရှိရှိပုံတော့ ဒေသသလောတိုင်းရှင်ဒီဘုံတော် အခရာအပိအခရာတို့သည် အကရာပိအကရာတို့သည်အာနာရာပိနာနောအာရောနာကုအာရာပိနာနောအာရာတို့သည်နောစိတ်တန်စိတ်တိုင်းစိတ်တန်နိသောစိတ်တာစိတ်တာဝန်တန်စိတ်ဝန်တန်နိစိတ်တန်နိစိတ်တန်စိတ်တွေစိတ်တန်နိစိတ်တွေနဲ့စိတ်တွေစိတ်တွေစိတ်တော်ကစိတ်တန်စိတ်တန်မှာစိတ်တန်စိတ်တာစိတ်တွေစိတ်တွေစိတ်တော်ကစိတ်တန်စိတ်တန်မိစိတ်တန်မိစိတ်တွေစိတ်တွေသူ ဒီလိုနဲ့ကိုရင်ဝိမလဟာသူ့အပင်သားမရောက်ချင်လာတဲ့မရဗုဒ္ဓမျိုးကိုရောက်ခဲ့ပြီနေစရာခက်ခဲလာတဲ့မင်္ဂလာအကြောင်းတဲ့ထဲမှာလည်းနေခွင့်ရလည်းပြီဖြစ်ပါတယ်ဥယျာဉ်တော်ရာမကတော့ကိုရင်ဝိမလလေးပျောက်သွားလို့မိဘနှစ်ပါးမှာမြတ်ကလူဆံများနဲ့ရောက်ရတဲ့ခါလို့ပေါ့ဟိုရှာဒီရှာဟိုမေ့ဒီမေ့နဲ့နောက်ဆုံးမှာတော့ကိုရင်ဝိမလလေးမရဗုဒ္ဓမျိုးရောက်ကြောင်းသတင်းရသွားကြတယ်ဒါနဲ့ပဲဖခင်ကြီးနဲ့ကိုကြီးတို့လိုက်လာကြပြီးဥယျာဉ်တော်ရွာကိုပြန်ပြင်မိမယ်ကိုဝိမလကပြန်မလိုက်တာကြောင့်လက်လျှော့ပြီးပြန်သွားခဲ့ကြပါတယ်ကိုဝိမလကတော့သူ့ရဲ့ဆုံးဖြတ်ချက်တိုင်းပဲမင်္ဂလာတိုင်းမှာစာပေသင်ကြားဖို့ကိုပဲဆရာထက်ကနေခဲ့ပါတယ်ကိုဝိမလဟာမိမိစာဒီဥယျာဉ်တော်ရွာခွေးပင်တော်ရဆရာတော်ကြီးထံမှာပရိယခြေခံတွေကိုကောင်းစွာတက်ပြောင်သင်ကြားခဲ့ဖြစ်ပါတယ်တရားဘက်မှာလည်းတရားကြီးတာမကပုတ်စစ်တုတ်စစ်သရာစင်ဒီရိစတို့ပြင်ဗရမလာလည်းကုန်ခဲ့ပြီဖြစ်ပါတယ်။သင်္ကြန်ဘက်မှာလည်းပါဠိရနဲ့တရုတ်ခွဲအပြင်ဝီထိလေယိုဆိုရိုးစင်ကုတို့ကိုပါခိုင်ခိုင်မာမာရနေခဲ့ပါတယ်။ညဘာခြေခံပြစ်တဲ့မာတိကဓာတုကရာတို့ကိုပင်အနှဲငယ်နှုတ်ငုံရရှိပြီဖြစ်ပါတယ်။ကိုဝိမလဟာသင်္ကြန်ဘက်ကိုပေါ်ပြီးအတနာကြောင့်မရဗုဒ္ဓရောက်ချိန်မှာအဘိဓမ္မာကျမ်းစာတွေကိုအာရပါယသင်ကြားရမယ်ရည်တွေးပြီးစိတ်အားထက်သန်လည်းရှိနေပါတော့တယ် မဟာဘု၄ပါးရဲ့ပါဠိမဟာဘု၄ပါးရဲ့ပါဠိကိုသရုပ်ခွဲလိုက်လို့ရှိရင်ဟုတ်လားပထဝီအာဘောတေဇောဝါယောဟုတ်လားဘယ်လိုခုလို့၄ပါးဟုတ်လားပထဝီဓာတုဟုတ်လားအာဘောဓာတုတေဇောဓာတုဝါယောဓာတုအဲ့ဒါကိုဘာလို့ခေါ်တယ်လဲမဟာဘု၄ပါးလို့ခေါ်တယ်ဟုတ်လားနော်အေးပါဠိတွေတစ်ခေါက်ဆိုစမ်းပါဦးဆိုစမ်းမှတ်ထားပြီးတော့ဘယ်ခုပဲလုံးနေဘောင်းဆွဲစမ်းမအောင်
နောက်ရည်မြင့်တန်ကြားဖြစ်တဲ့များရှင်အမရပူရမင်္ဂလာကျောင်းတိုက်မှာဆရာတော်ကြီးဥထုဇာတကိုတော်တိုင်ကိုရင်ဝိမလနဲ့ကိုရင်ငယ်လေးများကိုတရားဘက်ဆိုင်ရာရူပသိတိကိုပို့ချတင်ကြားပေးခဲ့ပါတယ်။နောက်ပိုင်းမှာဆရာတော်ကြီးဥထုဇာတကကိုရင်ဝိမလကိုအဘိဓမ္မာညဝါတင်ကြားရန်အတွက်ဆရာကြီးဦးဝုန်းထံအနှံ့ရန်ညွှန်ကြားတာမို့သီလရှင်မသုစာရီကကိုရင်ဝိမလကိုခေါ်ဆောင်ကဆရာကြီးဦးဝုန်းထံတွားရောက်ခဲ့ပါတယ်။ ဆရာကြီးရှင်ဒီကိုရင်ကမောင်လေးမှာစာတင်နေလို့မင်္ဂလာတိုက်ကိုရောက်လာတာပဲသူဆရာကြီးထံမှာညဝါတင်မှုအနံ့မှာ ။ဩဟုတ်လားဒါဆိုတော့ပဲမကြခင်အဘိဓမ္မာညဝါရဲ့အခြေခံဖြစ်တဲ့မာတိကာဓာတုကရာကိုသင်ရမယ်ကိုရင်အဲ့ဒါလိုက်ရမယ်နော် ဟုတ်ကဲ့ပါဆရာကြီး ပြောင်းရည်မြင့်တန်ကြားဖြစ်တဲ့များရှင်။ညဝါလိုက်ရမှာအခြေခံတင်းညိုတရုပ်ကွဲမှာပိုင်နိုင်မှသာအဘိဓမ္မာညဝါကိုကောင်းစွာနားလည်သဘောပေါက်နိုင်မှာဖြစ်ပါတယ်။ကိုရင်ဝိမလဟာဇာတိရရွာဂွေးဝင်တော်ရကျောင်းမှာကလေးကအဘိဓမ္မာရဲ့အခြေခံတင်းညိုကိုကောင်းစွာပိုင်နိုင်တက်မြောက်ခဲ့သူဖြစ်ပါတယ်။ဒါကြောင့်လဲအခုလိုညဝါတင်ယူရတဲ့အခါမှာအခက်အခဲမရှိကိုယ့်ထက်အသက်ကြီးတဲ့ယဟန်တော်များနဲ့ပါတွဲဖက်ပြီးစာဝါလိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။မရပူရမင်္ဂလာကျောင်း၌အနီးဝန်းကျင်မှာတော့နေ့အခါညဝါအလွတ်ပြန်ဆူနိုင်ရန်အတွက်စာကျက်စာအနံများညအခါမှာလည်းညဝါအနံညဝါပို့ချတဲ့များဖြင့်ပြန့်နှံ့လွှမ်းခြုံလျက်ကြီးညိုစရာကောင်းလွန်းလှပါတော့တယ်ရှင်။